မင်္ဂလာပါရှင်ရန်ကုန်နဲ့တလားကတော့နီးစပ်သွားခဲ့ပြီနော်တင်တို့နှစ်ယောက်ကရောနီးစပ်ဖို့မဖြစ်နိုင်သေးဘူးလားအရင်ကဆိုတင်မောင်းနဲ့ပဲကူးခဲ့ရတဲ့ဒလားကိုအခုကျမတို့ကားလေးနဲ့တွားရင်ဒလားကသားကြီးရဲ့အလားကိုအတူတူကြည့်ကြခံစားကြရအောင်ဒီတရားကြီးကကိုရီးယားမြန်မာချစ်တီရဲ့ပြရုပ်တစ်ခုပေါ့တရားကအမြင့်ကြီးဆိုတော့လူတွေကအဆောက်အုံတွေအောင်တဲတဲလေးကြံခဲ့ပြီတရားပုံစံကတမဏိကျိုးဆိုင်လေးလန်းသွားတရားဖြစ်ပြီးပြင်မာတရားအရှိ1936ပေဖြစ်ပြီးတရားအရှိစုစုပေါင်း1143ပေရှိကြောင်းသိရပါတယ်တရားအမြင့်ပေ160ပေခန့်ရှိပြီးရေလန်းကင်းလို့အကျယ်925ပေထားရှိပြီးတန်ချိန်1000ခွဲခန့်ရှိတင်မော်ကြီးများရေလန်းကင်းလို့စာတွာလာနိုင်ကြောင်းလည်းသိရပါတယ်။ရင်တကျင်းချင်းရဲ့ခန္ဓာဝင်အားကိုတော့85တန်သတ်မှတ်ထားပါလို့ရှင်။အခုတမားတို့ရောက်နေတာတရားရဲ့အမြင့်ဆုံးအပိုင်းဆိုတော့ရန်ကုန်မြို့ကြီးကိုတစ်ခါမှမမြင်ဘူးပဲရှုခင်းရနေမြင်နေရတာပါ။အရင်ကတစ်ဖက်ကန်းကိုကူးဖို့မိနစ်20ကျော်ကြာပြီမဲ့အခုတော့9မိနစ်ခန့်နဲ့ရောက်နိုင်ပါပြီကိုရီးယားမြန်မာချစ်ကြည်ရေးဒလားတရားကိုကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ ECCFI လုံးချင်းငွေအမေရိကန်ဒေါ်လာ139.833တန်ပြည်တွင်းရန်ပုံငွေ30.341တန်စုစုပေါင်းကုန်ကျငွေအမေရိကန်ဒေါ်လာ168.1.4တန်ကုန်ကျခံတိဆောက်ခဲ့ရဖြစ်ပါတယ်။ဒီစောက်ချိန်9နှစ်လောက်ကြာခဲ့တဲ့တရားကြီးကခုတော့ပြီးစီးသွားပါပြီ။ရခိုင်ကခတ်တွာလာရပုံမိုးလဲကူသွားပြီဖြစ်ပြီးဒလားမြို့လေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပုံမိုးများဆောင်ကျင်းပါပါ။ဒီနေ့ဘလော့လေးကိုသဘောကျရင် like and subscribe လုပ်ပေးကြပါအောင်နောက်ထပ်ဘယ်နေရာတွေတွားပြမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်